Hello မင်္ဂလာပါဒီနေ့ကတော့ပြင်မမှာမိုးရွာလဲဆက်နေပြီပေါ့နော်မိုးအေးလေးနဲ့စကောင်းမှဟင်းလေးတစ်ခွက်ချက်လိုက်ပါမယ်ဘိုင်းလေးဆက်မလဲဆိုတာအတူတူလိုက်ကြည့်လိုက်ကြစို့ကွာ Okay ဒီမှာမနေ့ကတော့ကြံတဲ့ငပိရီကျိုရှိတယ်ငါးလည်းရှိတယ်ဆိုတော့ငါးငပိချက်မယ်ငါးငပိချက်ဖို့အတွက်အကုန်ပြင်ပြီးသွားပြီးငါးကိုလည်းတခြားစေးထားတယ်ခန်းရင်ဒီလေးကိုလည်းလေးစိတ်မယ်ပေါ့နော်ဒီမှာကြက်သွန်လေးကိုအရင်စီတက်လိုက်တယ်ကွယ်ကြက်သွန်လေးကြော်လို့ပြီးသွားပြီဆိုရင်ဒီမှာခန်းညင်ဒီလေးစိတ်ထားလေးထည့်လိုက်တယ်ခန်းညင်လေးစိတ်ထည့်ပြီးသူတို့တွေပြန်သွားပြီဆိုရင်ငါးထည့်လိုက်တယ်ငါးလေးကိုဣသွားပြီဆိုလို့ရှိရင်ဒီမှာငပိချက်လေးကိုပြန်ငပိရေချိုရေလေးကိုပြန်ထည့်လိုက်တယ်ပေါ့နော်ဒါအိမမွေပလိုက်ဘူးအဲ့ချိန်မှာမှွေလိုက်လို့ရှိရင်သူကငါးလေးတွေကြေသွားလို့ရှိရင်စားမကောင်းတော့ဘူးပြီးလို့ရှိရင်နန်းနန်းပင်အယိုးလေးကိုရင်ထည့်တယ်အယိုးတွေကရင့်နေလို့ပါပြီးရင်ရွက်ကလေးတွေအုပ်လိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့စားလို့လည်းကောင်းနဲ့ငပိချက်လေးတစ်ခွက်ချက်သွားပါပြီးမမြတို့အိမ်မှာတော့ငပိချက်ဆိုလို့ရှိရင်စိမ့်စားငပိထက်ဒီလိုရေကျွငပိလေးနဲ့ချက်တဲ့ငပိချက်ကိုပိုကြိုက်ကြပါတယ်စားမှာတော့တုံမျိုးလေးကတော့တရက်တီးလေးနဲ့တစ်ခွာတီးလေးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်